အားလုံးပဲမိတော့ပါကျွန်တော်ဒီနေ့ကျွန်တော်ညီလို့ပြီးခေါ်ထားပါတယ်ဘာလို့ခေါ်ထားလဲဆိုတော့ကျွန်တော်ညီလည်းကျွန်တော်ကို fruit ဝိုးပြီးလို့ပြောထားတယ်ကျွန်တော်ရဲ့တူလေးကို fruit သွားဝိုးပေးပါမယ်ကျွန်တော်ညီလို့ကျွန်တော်လည်းပြီး3ပွဲဆော့ပါမယ်3ပွဲဆော့လို့တပွဲနိုင်ရင်ကျွန်တော်ညီလေးကိုကျွန်တော် fruit သွားဝိုးမှာဝိုးရဖြစ်ပါကျွန်တော်ကဓာတ်နဲ့ချတယ်ဓာတ်နဲ့ချပေးမယ်ဆိုဓာတ်နဲ့ပဲချမှာဟာကီပွင့်ပြီးတော့စံကြီးရှောင်းနေဆိုဟာကီပွင့်ပြီးစံကြီးနဲ့ချမယ်ဗုဒ္ဓ fruit နဲ့ဆိုဗုဒ္ဓ fruit နဲ့ပဲချမှာပါချက်ချိုးပေးပါဦး brother တို့ရေစားပြီးတော့ပွဲရတော့ဆိုင်နော်ခဏစားအောင်နော် brother လို့ကျွန်တော်ကျုံးပေးပါမယ်စားအောင်ပါဦးနော်စားပါပြီကျုံးပါမယ်ကျွန်တော်တူလေးနဲ့ချပါမယ်ကျွန်တော်ထွက်ပြေးရကျွန်တော်တူလို့ကျွန်တော်လိုက်ချနေပါပြီကျွန်တော်တူလေးကိုကျွန်တော်တူလို့လိုက်ချပါကျွန်တော်တူလို့ကျွန်တော်9ချက်ပဲရိုက်ပါတယ်ကျွန်တော်တူလေးကတိတ်အစိမမြင့်သေးတော့လေကျွန်တော်ဓာတ်နဲ့ပဲခုတ်တာ brother တို့မြင်မယ်ပေါ့နော်ဓာတ်နဲ့ခါကင်းနဲ့ပဲတုံးတာ brother တို့မြင်မယ်လို့ထင်တာပဲကြည့်လိုက်အောင်နော်ကျွန်တော်ညီလေးထွက်ပြေးနေတယ်အဲ့မှာကျွန်တော်ညီလေးကိုကျွန်တော်ထွက်ပြေးလို့ဆိုကျွန်တော်ညီလေးဖုန်းလာသွားတော့ထွက်မပြေးနဲ့လို့ကျွန်တော်ညီလေးလို့မင်းမစော့တောက်ထင်ပါလိမ့်မယ်လို့ပြောရပါတယ်ကျွန်တော်တူလေးကအခုသူထွက်ပြေးနေပါပြီအဲ့တော့ကျွန်တော်ညီလေးလိုက်ချနေပါပြီချပါပြီဟိုတေးသွားပါပြီတစ်ခါတော့ပြီးသွားပါပြီကျွန်တော်နောက်တစ်ခါချအောင်နောက်တစ်နှစ်ခါချရအောင်ပါပါကျွန်တော်နိုင်သွားပါပြီနောက်တစ်ခါမှာတော့စံကြီးမီရှောင်းနဲ့ချမှာပဲဖြစ်ပါတယ်ကိုမီရှောင်းဖွင့်ပါမယ်ခဏတော့ကျွန်တော်ညီလေးမလာသေးဘူးခဏတော့TV file နဲ့ခဏဝင်လာမယ်ဇာပိတ်လင်းမြောင်လို့ကိုညီတို့ဗဇက်ပိတ်ကို YouTube ထွေးနေလို့ဗဇက်ပိတ်ကျွန်တော်ညီလေးလာပါပြီပြီးခေါ်တော့ပါမယ်ကျွန်တော်စံကြီးမီရှောင်းကျွန်တော်စံကြီးမီရှောင်းဖွင့်လိုက်ပါပြီကျွန်တော်ကျုံးပါတော့မယ်ခင်ဗျာကျွန်တော်ပြီးခေါ်လိုက်ပါပြီ go 5 4 3 2 1 go ကျုံးပါကျွန်တော်ကျုံးနေကျွန်တော်တူလေးကျွန်တော်ဒီခေါက်လေကျွန်တော်တူလေးကိုကျွန်တော်နိုင်သွားပါတယ်ရှက်ချိုးလာကျုံးတော်ဘုန်းနဲ့တက်တောင်ရသွားကျွန်တော်အံ့ဩပါပြီးတခါမှမကျုံးဘူးလေကလေးအနိုင်ကျင်တာတော့မဟုတ်ပါဘူးလို့ကျွန်တော်လည်းအားပေးကြပါဦးကျွန်တော်ကို like and subscribe နဲ့ viewer လက်မလေးနှိပ်ပါပြကြပါကျွန်တော် brother တို့ကျွန်တော်ကို like and subscribe လုပ်လေအလကားနှိပ်ပြရတာပါ brother တို့တကယ်လို့မကြိုက်တော့ရင်တော့မှလုပ်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော် YouTube အကောင့်ဖွင့်လာတာဒီနေ့မှစဖွင့်လာပါကျွန်တော်အားပေးကြပါဦး YouTube အကောင့်နာမည်ကတော့ရဲလို့တက်လို့ဖွင့်လာပါတယ်ဒါကတော့ YouTube မှာ video တင်မှာဖြစ်ပါတယ်အဲ့တော့ဒါကတော့နောက်တော့ပဲဒီခေါက်ကဗုဒ္ဓဖုန်းနဲ့ချမှာပါကြာလိုက်ကျုံးပါမယ်ဟာဘေးကောင်းတော့ဇက်ဘေးကျွန်တော်တူလေးနာမ train တော့ကျွန်တော်တူလေးဒါစကားနာပါလေကျုံးပါမယ်နော်ဟုတ်တော့နော်ဒိုးဝိုင်းကျုံးပါကျွန်တော်တူလေးနဲ့ကျွန်တော်တူလေးကကျွန်တော်ဗုဒ္ဓဖုန်းနဲ့ဆိုကျွန်တော်တူလေးကျွန်တော်နိုင်ပြီပေါ့ကျွန်တော်တူလေးစကျွန်တော်ထွက်ပြေးပေးတာကျွန်တော်တူလေးကျွန်တော်စကျွန်တော်ထွက်ပြေးပေးနေတာအဲ့တော့ကျွန်တော်တူလေးကအဲ့တော့ကျွန်တော်တူလေးကိုကျွန်တော်နိုင်ပြီဆိုတော့လိုက်ချနာမှန်းခဲ့ဖက်တော့ကျွန်တော်ဗုဒ္ဓဖက်တော့ကျွန်တော်တူလေးကျုံလိုက်တဲ့ကျုံတော့မှာထည့်ချိုးတာနော်စပိတ်တာပါစပိတ်တော့မစပိတ်တာလားကျုံပါပြီကျွန်တော်ဗုဒ္ဓဖွင့်လာတယ်ကျုံပါပြီ brother တို့ကျုံပါပြီစတယ်ကျွန်တော်တူလေးကျွန်တော်စပယ်နေနေပါပဲတုံးမယ်တွေးတန်ကိုင်းအောင်မတာထထူလေးမှာထောစပိတ်ကြအရောက်လေကျုံနေပါလေကျွန်တော်ဘေးကအတန်လေးပါရင်တော့ဒီကမြင်ကြည့်ပေးပါလို့ပြောချင်ပါတယ်ဒီဘက်လေးတော့ကျွန်တော်နိုင်ပါပါတယ် brother တို့ကျွန်တော်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်အားလုံးဒါပါပဲ